မင်္ဂလာပါဗျ2ရက်တလ2026တွဲရွေးချယ်ပြီး 3D ကစားကွက်တွေကိုပြပေးပါမယ်ဗျာဒါကတော့ရွေးချယ်ထားတော့ကစားကွက်တွေဖြစ်ပါတယ်ဗျရှစ်ပရိတ်နဲ့ဒဲထိုးရန်အကွက်တွေဖြစ်ပါတယ်ရှစ်ကိုပရိတ်ကမိန်ပရိတ်ဖြစ်တဲ့အတွက်ကြောင့်မို့ရှစ်ကိုပရိတ်ကိုကစားခြင်းသူများထဲထိုးထားတဲ့အတိုင်းပဲထိုးရမှာဖြစ်ပါတယ်ဗျာဒါကတော့ကိုပရိတ်နဲ့ဒဲထိုးရမယ့်အကွက်ရဲ့3ထိပ်နဲ့ဒဲထိုးရမယ့်အကွက်တွေဖြစ်ပါတယ်ဗျရန်ထိုးရမယ့်ကဏ္ဍတွေကိုအရန်လို့ရေးပေးထားပါတယ်ဗျာရန်ထိုးရမယ့်ကဏ္ဍတွေကိုတော့ short ထိုးပေါ့ short ထိုးရမှာဖြစ်ပါတယ်ဗျာ3ပရိတ်နဲ့တစ်ခွက်ကနောက်ဆုံးခွက်က690ဖြစ်ပါတယ်เนาะ300တလုံးမမြင်ရဘူးဖြစ်နေပါတယ်ဒါကတော့4ပရိတ်နဲ့တဲ့ကစားရမယ်အကွက်ရဲ့5ပရိတ်နဲ့တဲ့ကစားရမယ်အကွက်တွေဖြစ်ပါတယ်ဗျာရန်ထိုးရမယ့်ကဏ္ဍတွေကိုအရန်လို့ရေးပေးထားပါတယ်ဗျာအကုန်လုံးထိုးရန်မဟုတ်ပါဘူးဗျာနော်ချိုင်းနှစ်သက်ရာပရိတ်ကိုရွေးပြီးတော့ကစားနိုင်ပါတယ်ဗျာဒါကတော့ကျွန်တော်ရှာဖွေထားတဲ့ထိတ်အလဲအပိတ်ပရိတ်တွေနဲ့အထိုင်ချပြီးတော့ပြန်စီထားတာဖြစ်ပါတယ်ဗျာနီးစနစ်တွေအားလုံးမှန်ခဲ့ရင်တော့ပေါက်ကွက်ဖြစ်နိုင်ပါတယ်ဗျာဒါကတော့3ရပရိတ်နဲ့တဲကစားရမယ်အကွက်တွေဖြစ်ပါတယ်ဗျာရန်ထိုးရမယ့်ကဏ္ဍတွေကတော့အရန်လို့ရေးပေးထားပါတယ်ဗျာကွင်းစားကွင်းပိတ်လေးနဲ့ရန်ထားတဲ့ကဏ္ဍပဲအရန်ဖြစ်ပါတယ်ဗျာကဲအားလုံးပဲနှစ်သက်မှာအောင်မြင်မှုတွေရရှိပါစေဗျာကံကောင်းကြပါစေဗျာအောင်မြင်ပါစေgood luck good luck good luck ပါဗျာ